မြတ်စွာဘုရားရဲ့သမီးတော်တွေကြတော့အမျိုးသမီးကိုရှုတ်ချပြီးပြောလာပြီးဆိုလို့ရှိရင်တော့ပြန်လီခြေပတဲ့စကားလေးတွေရှိတယ်ဒါလည်းပဲအမှန်တန်မိုးရှိတယ်တန်မိုးရှိတယ်ပြန်လီခြေပတာသောမာဆိုတဲ့ဘိက္ခုနီမကိုမနတကနေလာပါပြီးပြောတာတော်ထဲမှာတရားနှလုံးသွင်းနေတဲ့အချိန်မှာယန္တံဣတိဟိပတ္တဗံဌာနံဒုရဝိတမောနတ္တံတွင်ကုလပညာယတက္ကပပောတုမိဋ္ဌိယဒီတကယ်ကိုထိတ်တန်းယောက်ျားကြီးတွေမှရနိုင်တာအလွန်ရဖို့ခဲရင်တယ်ဆိုတဲ့အသိဉာဏ်ကိုတဲ့လက်နှစ်ချောင်းပညာလေးမျှသာရှိတယ်လက်နှစ်သစ်ပညာလေးမျှသာပညာလေးလက်နှစ်သစ်လောက်နဲ့အမျိုးသမီးကြောင့်နေနဲ့လက်လမ်းမမိပါဘူးဘာလို့လုပ်နေရတာလဲမျိုးသမီးကိုရှုတ်ချပြီးပြောတာနော်မျိုးသမီးတွေကိုတွင်ကုလပညာလို့ခေါ်တယ်လက်နှစ်သစ်ပညာလေးဆိုတာလက်နှစ်ချောင်းပညာလေးဆိုတာဘာကိုပြောတာလဲသိလားထမင်းချက်တဲ့အခါမှာလက်ကလေးနဲ့စမ်းကြည့်ပြီးကြက်မကြက်သိတာအဲ့ဒီပညာတဲ့ချိန်ဟိုရင်းလှုပ်ပြီးတော့ပြောတာပေါ့နှိမ့်ချပြီးတော့ပြောတာပေါ့နော်လက်နှစ်ချောင်းပညာလေးတဲ့တွင်ကုလပညာလက်နှစ်သစ်သူတို့ပညာလေးကလက်နှစ်သစ်လောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတယ်သို့မဟုတ်ထမင်းမနက်လက်နှစ်ချောင်းကြားထဲမှာညှပ်ပြီးတော့ဖိကြည့်ရတာဆိုတဲ့ပညာအဲ့ဒီလိုပညာရှိတဲ့အမျိုးသမီးတွေကဘယ်လိုထက်တန်းကြတဲ့တရားတွေသိနိုင်မှာမလို့ဆိုတော့အဲ့ဒီဘိက္ခုနီမကမခံဘူးပြန်ပြောတဲ့စကားလေးဟာဖို့တန်အဋ္ဌိဘာဝကိဉ္ကရိယာနော်စိတ်တံမိသုတမဟိတေစိတ်ဓာတ်ကြံ့ခိုင်တည်ငြိမ်လာတယ်ဆိုရင်မိမပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မိမဘဝဆိုတာဘာမှထည့်ပြောစရာမလိုဘူးစိတ်ဓာတ်ကအဓိကယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စိတ်ဓာတ်တည်ငြိမ်မှုကအရေးကြီးတယ်ဒီလိုဆိုလိုတာပေါ့နော်ယောက်ျားဖြစ်လဲစိတ်ဓာတ်မတည်ငြိမ်မှုဆိုရင်လည်းကားပဲအဲ့တော့စိတ်ဓာတ်တည်ငြိမ်လာပြီးရင့်ကျက်နေပြီဆိုလို့ရှိရင်အမျိုးသမီးကိုဘာမှထည့်ပြောစရာမလိုဘူးဉာဏမိဝတ္တမဏမိသမ္မာဓမ္မဝိပဿနာတကယ်မှန်ကန်တဲ့ကျင့်စဉ်နဲ့တရားဓမ္မကိုသိထားတဲ့အသိဉာဏ်တွေရလာပြီဆိုလို့ရှိရင်မိမဘဝဘာပြောစရာလိုလဲတဲ့ယတ္တနုနတိယဧဝံအိဋ္ဌာဟံပုရိသောတိဝါကိဉ္စီဝပဏ္ဏအညတမိတမ္မာရောဝတ္ထုမိတ်စတိအမျိုးသားအမျိုးသမီးခွဲခြားပြီးတော့ဒီအထင်သေးမြင်သေးလှုပ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလင်ပြောလို့ရတယ်တဲ့သူကစိတ်ဓာတ်တည်ငြိမ်တယ်အသိဉာဏ်တွေသူ့မှာရှိတယ်ငါလိုပုဂ္ဂိုလ်မျိုးလာမပြောနဲ့လို့ဆိုလိုတယ်ဟုတ်ကဲ့လားစိတ်ဓာတ်ရင့်ကျက်မှုနဲ့အသိဉာဏ်ရှိမှုစိတ်ဓာတ်တည်ငြိမ်မှုနဲ့အသိဉာဏ်ရှိမှုကအရေးကြီးတယ်အဲ့တော့ယောက်ျားပဲဖြစ်ဖြစ်အမျိုးသမီးပဲသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်အသိဉာဏ်တွေထက်သန်မှုနဲ့စိတ်ဓာတ်တည်ငြိမ်ရင့်သန်မှုကဒါအရေးကြီးတယ်ခုနပြောတဲ့ကိုချင်းတရားတွေကအရေးကြီးတယ်ကိုချင်းတရားတွေနဲ့ပြည့်စုံနေပြီအသိဉာဏ်တွေရှိနေပြီလိမ္မာရင်ကျေးပြီဆိုရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်တမိုးရှိတာကြီးပဲဟုတ်ကဲ့လား